အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့ဒီနေ့ည2 နာရီခွဲမှာကျွန်တော်ရဲမက်ထွန်းနဲ့ဂီတာဖွေးလာလီဂါပွဲစဉ်ရှိပါတယ်ကျွန်တော်ဒီနေ့ညမှာတပွဲနိုင်ရင်ကျွန်တော်တို့ဘာစီလိုနာနဲ့အစစ်တစ်ကဘာစီလိုနာနဲ့တမတ်အပေါ်မှာရောက်ရှိသွားပါမယ်ဒါကြောင့်ဒီပွဲကကျွန်တော်တို့နည်းနည်းဒုက္ခပေးမယ်ဂီတာဖေးရနိုင်တော့နိုင်မယ်ဒုက္ခပေးမယ်စိတ်တော့ကရောက်အောင်ဒုက္ခပေးမယ်သူတို့ကဘယ်လိုပြောမလဲကျွန်တော်တို့မတရားကစားမယ်သူတို့ကလည်းဟိုအလုံးတော်တော်ကစားမယ်အတင်းဒုက္ခပေးမယ်အတင်းနိုင်ရောနိုင်မယ်ဒုက္ခပေးမယ်အတင်းကျွန်တော်နိုင်ရင် 2C 2 လောက်နဲ့နိုင်တော့ဒါပေမဲ့ကျွန်တော်တို့နောက်တန်းမှာဆိုရင်ကြည်လိုက်ကျွန်တော်တို့နောက်တန်းမှာAsensio က Asensio နဲ့တန်ရရထားတယ်မီလီတောင်းနဲ့တန်ရရထားတယ်ဟော့ဆန်နဲ့တန်ရရထားတဲ့အတွက်ကျွန်တော်တို့အလာဘာနဲ့ဟိုဟာနဲ့ဂူတီကာနဲ့ကျွန်တော်တို့စင်တာဘက်မှာ2ယောက်ဆော့ပါမယ်ညာချမ်းကတော့ကျွန်တော်ထင်ညာချမ်းကတော့အာနိုဖြစ်တော့တယ်ဘယ်ချမ်း LP ကတော့ကျွန်တော်တို့ကားရဘက်ပေါ့ပုံမှန်အခုနောက်ပိုင်းထွက်လာတဲ့ပုံမှန်ကစားကွက်အတိုင်းပဲထွက်ဖို့များပါတယ်ကျွန်တော်တို့အလဲမှာချူအာမန်နီကာမဗင်ကာဂူလာဘေဘာဒီကညာချမ်းဆင်းမယ်ညာချမ်းတစ်ချမ်းလုံးကိုသူကစားမယ်ကျွန်တော်တို့အမ်ပါဘေးကလည်းဒန်ရထားတယ်ကျွန်တော်တို့ကွန်ဆာလိုကာစီယာတိုက်စစ်မှာပြင်ရှက်ကျွမ်းနဲ့တွဲမယ်သူတို့အဲ့လိုပဲတွဲပုံမှန်အတိုင်းပဲဖြစ်တော့ပါကျွန်တော်တို့လေမှာလဲဖို့ကလူကကျွန်တော်တို့ဆေးပဲလို့ဒီရက်တော့ပဲရှိရောကျွန်တော်အမ်ဘာဘေးကလည်းတော်တော်အမ်ဘာဘေးလေးနားထားတယ်ရုံးတော့တော်တော်နိုင်တော့ကဲမကိုအိမ်ကွင်းဆိုတော့နိုင်တယ် 2C 2-1နဲ့နိုင်ပြီကျွန်တော်ဒါမှလည်းအစစ်တစ်ကဘာစီလိုနာနဲ့တမက်အကွာဖြစ်သွားမယ်ကျွန်တော်ဒီပွဲနိုင်ပြီရင်နောက်ထဲကျွန်တော်တို့ဒီပွဲနိုင်ဖို့ပဲလုပ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာအဆုံးထိကြည့်ပေးတဲ့သူတွေ